မိတ်ဆွေအင်္ဂါသားသမီးများအားလုံးမင်္ဂလာပါခင်ဗျာအင်္ဂါသားသမီးများအတွက်တပတ်စာနမိတ်ကလေးဖြစ်ပါတယ်ခင်ဗျာနမိတ်ကရဲ့ဆိုလိုရင်းအဓိပ္ပာယ်ရအင်္ဂါသားသမီးမိတ်ဆွေအားဒီတပတ်တာကာလမှာမိမိဒီပြီးခဲ့တဲ့အညိုက်ခိုက်တွေအားဒီတပတ်တာကာလမှာပြန်လဲရှင်သန်ထမြောက်လာခြင်းအတစ်တဖန်ပြန်ဖြစ်ခြင်းအဟောင်းတွေစိတ်သက်ကြစရာတွေဝမ်းနည်းစရာတွေနာကျင်စရာတွေအားလုံးကိုကြော်ဖြတ်နိုင်မဲ့တပတ်တာဖြစ်ပါတယ်ရောင်းမထွက်တဲ့ပစ္စည်းတွေရောင်းထွက်နိုင်မယ်အယောင်းဝယ်တွေညံ့နေတာတွေပို့ပြီးတော့ကောင်းမွန်ခြင်းဖြစ်ပါလိမ့်မယ်မိတ်ဆွေအင်္ဂါသားသမီးဟာအခြေရေးနဲ့ပတ်သက်လာလို့ရှိရင်အခြေရေးမှာကြာဆုံးခဲ့သမျှဒီတပတ်တာမှာအစဉ်ပြေအောင်မြင်ခြင်းမိမိလက်ရှိတဲ့ချစ်သူနဲ့အစဉ်ပြေမပြေအသစ်အချစ်တွေ့ခြင်းအိမ်တော်ကြီးလည်းထိုနည်း၎င်းဖြစ်တတ်ခြင်းအိမ်တော်ကြီးမှာအနိုင်ရရှိခြင်းအိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ပို့ပြီးတော့အောင်မြင်ခြင်းအိမ်တော်ကြီးမှာမိမိစိတ်တိုင်းကြဖြစ်လာတတ်ခြင်းဖြစ်ပါလိမ့်မယ်အင်္ဂါသားသမီးတွေအလုတ်ကိုင်အသစ်တွေတွေ့ရှိခြင်းအလုတ်ကိုင်အသစ်နဲ့ပတ်သက်ပြီးတော့အကျိုးမြတ်ရရှိခြင်းကြီးပွားနိုင်ခြင်းကိစ္စမျိုးတွေဖြစ်လာတတ်ပါတယ်အမွေကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရင်ဆိုင်ရတတ်ပါတယ်အမွေကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစင်မပြေရန်များခြင်းတွေကြုံဆုံပြီးမှအောင်မြင်မှုရရှိပါလိမ့်မယ်မြေရောင်းဝယ်ကိစ္စတွေမထွက်ဘူးလို့ထင်ထားတဲ့ကိစ္စတွေတော့ထွက်လာနိုင်တဲ့အနေအထားထွက်မဲ့အနေအထားဖြစ်ပါတယ်ရွှေထွက်ပြီးရွှေဝင်ပြန်ဝင်ခြင်းတွေဖြစ်ပါလိမ့်မယ်မိသားစုထဲမှာအိမ်ကနေလူထွက်ပြီးတော့လူဝင်လာခြင်းဖြစ်ပါလိမ့်မယ်လူထွက်တယ်ဆိုတာခီးထွက်ခြင်းဖြစ်ပါတယ်အသေးပြောက်ခြင်းကိစ္စမျိုးမဟုတ်ပါခီးတယောက်ထွက်ရင်တယောက်ပြန်ရောက်လာခြင်းဒါမျိုးတွေကြုံဆုံနိုင်ပါလိမ့်မယ်အင်္ဂါသားသမီးတွေနဲ့ပတ်သက်ပြီးတော့ခရီးဝေးနဲ့ပတ်သက်ပြီးတော့သွားစရာကိစ္စတွေမှာအောင်မြင်ခြင်းအဆင်ပြေခြင်းတွေဖြစ်တတ်ပါတယ်အကူအညီအဆောက်အအုံတွေရရှိခြင်းကူညီမဲ့သူပေါ်ခြင်းဖြစ်ပါလိမ့်မယ်ရောက်တဲ့နေရာမှာထင်ပေါ်နိုင်ခြင်းဖြစ်ပါလိမ့်မယ်ထုံတောင်ငွေရေးကြီးနဲ့ပတ်သက်လာပြီးတော့အစုလိုက်အပုံလိုက်ရရှိခြင်းဒီပေါက်တကယ်သို့ချမ်းသာလာနိုင်ခြင်းနမိတ်တစ်ခုရှိပါရတယ်ဒါကတော့မိမိအိမ်ကိုတူရိယာဂီတနဲ့ပတ်သက်ပြီးတော့ပစ္စည်းရောက်လာခြင်းအိမ်ရှိမှာတခြင်းလာဆိုခြင်းနော်ဒါလိုမျိုးဆိုလို့ရှိရင်မိတ်ဆွေချမ်းသာခြင်းကိစ္စမျိုးငွေစုလိုက်ပုံလိုက်ရရှိခြင်းကိစ္စမျိုးကြုံတွေ့ရတတ်ပါတယ်ရဲရအနေနဲ့တပတ်တာမှာအင်္ဂါသားသမီးတွေဟာငားလွှတ်ပါလိမ့်မယ်ကြီးစိုးတဲ့ကဏ္ဍမနှက်ဖြန်ခါမှာ